တော့ချက်လေးတစ်ခုပြပြမယ်ကျွန်တော် FCS မှာဂျပန်တစ်ခုလေးရွေးချယ်စရာလို့ပြောရှင်တော့မှားသွားမှာပေါ့ဂျပန်ကလည်းကျောင်းလာကတက်တာအောင်ပဲအဆောင်လာကလည်းတက်တာအောင်ပဲပြီးလို့ရှိရင်ဂျပန်မှာလိုမျိုးပဲတပတ်မှာ9 20အထိလောလောခွင့်ရအောင်ဒါအပြင်အရေးကြီးဆုံးကမြန်မာနိုင်ငံနဲ့တိတ်မဝေးတဲ့နိုင်ငံထိုင်ဝမ်နိုင်ငံဖြစ်ပါတယ်ထိုင်ဝမ်မှာနိုင်ငံသားအဆင့်ပညာရေးကိုသင်ကြားရတဲ့အနာဂတ်ဆိုင်ရာကိုကိုဒီကြောင့်ရှင်တဲ့လူတွေအတွက်ကျွန်တော် FCS ကို14ရက်ရှိက2026တောက်ကြနေဝန်ထမ်းစေနိုင်ပဲမှာထိုင်ဝမ်တက်တဲ့သူကကိုယ်တည်းကိုယ်တိုင်လာရောက်ပြီးတော့ပညာရေးဆမီနာတစ်ခုကျင်းပပေးတာဖြစ်ပါတယ်အဲ့ဘွဲမှာဆိုလို့ရှိရင်အဲ့ကိုယ်စားလှယ်တွေကဒီထိုင်ဝမ်တက်တဲ့သူနဲ့ပတ်သက်ပြီးတော့အသေးသေးချက်လက်ပြပေးအောင်မယ်ပြီးလို့ရှိရင် scholar တွေကျောင်းသားပြပေးအောင်မယ်ဒါအပြင်ကိုတရုတ်စာအခြေခံရှိသေးတဲ့ကျောင်းသားတွေအတွက်လည်း 1+4 pathway ဆိုတဲ့ program လေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်။ထိုင်ဝမ်မှာဆိုလို့ရှိရင်ကျောင်းတက်ရင်လည်းတစ်ပတ်ကိုလည်း9-20လောက်လို့ရအောင်မယ်။ပြီးလို့ရှိရင်ကုန်ကျစရိတ်တွေကလည်းဂျပန်ထက်အဆများစွာတက်တာမှာဖြစ်တာကြောင့်မို့လို့ဒီ program အကြောင်းသိသိသိချင်တယ်ဆိုလို့ရှိရင်ဒီ seminar ကိုဖြစ်ပြီးလာခဲ့ကြပါ